ဒီဖုန်းမှာအသုံးပြုထားတဲ့9260 mAh battery ကဘယ်လောက်ထိတော့မှရေရှည်ခံလဲဆိုလို့ရှိရင်မိတ်ဆွေရဗျာဒီဖုန်းကို4နှစ်လောက်အသုံးပြုပြီးရင်တောင်မှသူ့ရဲ့ battery က 80% လောက်ထိကျန်အောင်မယ်လို့ Honor ကဆိုထားတယ်ကိုကဗျာဖုန်းတစ်လုံးဝယ်ပြီးတော့ဖုန်းအကြာကြီးသုံးကျင်တဲ့လူဖုန်းကိုခဏခဏမလဲကျင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒီဖုန်းကအဆင်ပြေလို့ကျွန်တော်မြင်မင်္ဂလာပါကျွန်တော်မတွေ့တော့မှတကယ်ကိုမှကြာသွားပြီလို့ပြောလို့ရအောင်เนาะကျွန်တော်ဗီဒီယိုလောက်တာလည်းနည်းနည်းလေးကိုမှကျဲသွားတယ်ဒါပေမဲ့အခုကြံပြီးကာလမှာဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုလည်းအများကြီးလုပ်ဖို့ရည်ရွယ်ချက်တွေရှိတယ်ပေါ့နော်ဒီနေ့မှာကျွန်တော်ပထမဆုံးပြောချင်တဲ့အကြောင်းကကျွန်တော်အခုကြံပြီးကာလမှာဆိုလို့ရှိရင် smartphone ဈေးကွက်မှာပြဒီ budget phone ပေါ့နော် budget phone 9 သိန်းဝန်းကျင်ဈေးထဲမှာဆိုလို့ရှိရင်ဖုန်းရှာတာတော်တော်လေးကိုမှရှားသွားတယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်အဓိကပြောရမယ်ဆိုလို့ရှိရင် brand ကောင်းတဲ့ဖုန်းတွေ ready ကောင်းတဲ့ဖုန်းတွေဆိုလို့ရှိရင်ရှားတာပိုတော့မှခက်သေးတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့အဲ့ဒီဈေးထဲမှာဆိုလို့ရှိရင်ကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့ဖုန်းတစ်လုံးတွေ့တာအဲ့ဒါကဘာလဲဆိုတော့ Honor 85C ဆိုတဲ့ဖုန်းလေးပေါ့နော် Honor 85C ကဆိုလို့ရှိရင်ဒီ budget ပေါ့နော်၅သိန်းဝန်းကျင်ဈေးထဲမှာဆိုလို့ရှိရင်တော်တော်လေးမှစိတ်ဝင်စားစရာကောင်းတဲ့အချက်ကလေးရှိရလို့ကျွန်တော်တော့မြင်တယ်ဒီတော့ကမိတ်ဆွေတကယ်ချင်းတို့ကိုကျွန်တော်က Honor 85C ကိုကျွန်တော် first impression လုပ်ပေးတော့မှဖြစ်ပါတယ်ကျွန်တော်ကတော့Honor 85C ရဲ့ဈေးနှုန်းကဆိုလို့ရှိရင်တော့4,99,900ကျပ်နဲ့ကျွန်တော်မြန်မာနိုင်ငံမှာရောင်းချနေတာဖြစ်တယ်ပေါ့နော်စကားမဆက်ပြောရမယ်ဆိုလို့ရှိရင်တော့ Honor 85C ရဲ့အကိုကြီးဖြစ်တဲ့ Honor 85C Plus ကဆိုလို့ရှိရင်လည်းကျွန်တော်မြန်မာနိုင်ငံ official အနေနဲ့ဝင်ရောက်လာမှာဖြစ်တယ်ထုံးစံတိုင်းဇိုင်းမိုက်ပဲစအောင်ပေါ့နော်ဇိုင်းမိုက်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Honor 85C ကသူက budget phone တစ်လုံးဆိုတဲ့ခံစားချက်ကိုမရောက်သူ့ဒီဇိုင်းကတော့4000ဆန်ဆန်ကိုမှသူက symmetrical ကြကြနဲ့တော်လေးမှာ clean ဖြစ်တယ်ကြည့်လိုက်တာနဲ့တတ်ရလေးနဲ့ကြည့်ရတာကြည့်လို့အဆင်ပြေတဲ့ဖုန်းလုံးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်လက်ထက်မှာကင်မယ်ဆိုလို့ရှိရင်လည်းသူက၄ရောက်ကြတိဆောက်ထားတာဖြစ်တဲ့ကြောင့်လက်ထက်မှာ boxy ဖြစ်နဲ့ solid ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုခံစားရတယ်အရောင်လေးနဲ့ဆိုလို့ရှိရင်တော့သူက ocean sign ရဲ့ midnight black ရဲ့ meteor silver ရဲ့၃ရောင်လာမယ်ပေါ့နော်မြင်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့အစိမ်းရောင်ရဲ့အမဲရောင်ရဲ့ငွေရောင်ရဲ့လာမယ်ဒီရောင်လေးကလည်းဗျာဒီ smartphone သုံးစွဲလူတွေအကြိုက်ဖြစ်တာဖြစ်တဲ့ကြောင့် color tone နဲ့ပတ်သက်လို့တော့ဘာမှပြပြောစရာမရှိပါဘူး build quality ကြောင့်လည်းဆက်ပြောမယ်ပေါ့နော်body ကတော့ plastic battery ပဲဒါပေမဲ့ကန်ကြီးရတော့ဆိုလို့ရှိရင်တော့ solid ဖြစ်တယ်ကန်ရ grip မိတယ်ပြောမယ်ဆိုလို့ရှိရင် build quality ကောင်းတယ်လို့ပဲတက်လေးကျွန်တော်ပြောချင်တယ်ပေါ့နော်နောက်ထပ်ကောင်းတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းဒီ100အသုံးပြုလို့ရတယ်လက်ထက်မှာကန်ထားမယ်ဆိုလို့ရှိရင်လည်းတော်တော်လေးမှာ grip မိအထူအနေနဲ့ဆိုလို့ရှိရင်တော့9.9 mm ပဲထူပြီးတော့ weight အနေနဲ့ဆိုလို့ရှိရင်တော့186 gram လေးရပေါ့နော်ဒီဖုန်းဒီအရှိရ screen bezel ကြီးကတော်တော်လေးမှာပါတယ် patch ကိုအစာ water drop notch ကိုသုံးထားရဆိုပေမဲ့ budget phone လုံးနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေလို့ကျွန်တော်တို့မြင်power button နဲ့ volume button ကကြာတော့ဒီဖုန်းရဲ့ညာဘက်မှာထည့်ထားကျွန်တော်တို့တွေ့ရပါတော့အခုကျွန်တော်ဒီမှာနှိပ်ကြည့်ရတော့ဆိုလို့ရှိရင်သူကဒီချောင်ချောင်ချစ်ချစ်နဲ့ပေါ့နော်အဲ့လိုချိဖြစ်တယ်ဆိုတဲ့ခံစားချက်မရဘူးဟိုနှိပ်ကြည့်ရတော့ဆိုလို့ရှိရင်တော်လေးမှာ clicky ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုခံစားဒီဖုန်းရဲ့ strong point ဖြစ်တဲ့ battery ကြောင်းလေးကျွန်တော်ဆက်ပြီးတော့ပြောပြချင်ပါတယ်ခင်ဗျာ battery တွေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Honor ရဲ့ battery ဆိုတာကျွန်တော်တို့အရင်ကဆန်းရဲ့ experience တွေအများကြီးရှိတယ် Honor ရဲ့ဖုန်းရဲ့ battery တွေကဆိုလို့ရှိရင်တကယ်ကိုမှအကျန်းခံတယ် battery life ကတကယ်ကိုမှအရှိကြခံတယ်ပေါ့နော်ဒါအပြင်ကိုမှဗျာ battery ရဲ့ management ကတကယ်ကိုမှကောင်းတဲ့ဖုန်းတွေဆိုတာကျွန်တော်တို့ဒီမှာ experience တွေအများကြီးရှိတယ်အခုထွက်လာ Honor 85C ရဲ့ phone battery ကဆိုလို့ရှိရင်လည်း9260 mAh battery ကိုမှ50 watt charging နဲ့လာတယ်9260 mAhဆိုတာက battery life တင်နေဆိုလို့ရှိရင်တော့ 1day battery life ကိုကောင်းကောင်းကြီးအသုံးပြုလို့ရတယ်50 watt charging ကတော့နည်းနည်းလေးနဲတယ်ဆိုပေမဲ့ပြောရမယ်ဆိုလို့ရှိရင်9260 mAh battery ခံတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကအဲ့ချက်ကတော့လက်ခံရမယ်လို့ကျွန်တော်တို့မြင်တယ်ပြီးတော့သူ့ရဲ့9260 mAh battery ထဲမှာဆိုလို့ရှိရင်လည်းချီးကျူးစရာချက်တွေအများကြီးမှာရှိတယ်ဒီဖုန်းရဲ့ battery ကဘယ်လောက်ခံလဲဆိုတာမိတ်ဆွေတို့မြင်အောင်ပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းနဲ့ YouTube ကြည့်မယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့က volume ကို 50% ထားမယ် brightness ကို 50% ထားမယ် Wi-Fi ချိတ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်အချိန်1နာရီလောက် YouTube ကြည့်မယ်ဆိုရင်တောင်မှကျွန်တော်တို့ကဒီဖုန်းရဲ့ battery က 5% လောက်ပဲကုန်ပါပေါ့နော်မိတ်ဆွေကဒီဖုန်းနဲ့ YouTube ကိုအချိန်ကြာကြည့်မယ်on screen time အကြာကြီးအသုံးပြုမယ်ဆိုလို့ရှိရင်တော့မှဒီဖုန်းရဲ့ battery ကလုံးဝ support ပေးနိုင်တဲ့ကောင်းမွန်တဲ့ battery တစ်ခုလို့ကျွန်တော်မြင်တယ်နောက်ပြီးတော့ဗျာဒီဖုန်းမှာအသုံးပြုထားတဲ့9260 mAh battery ကဘယ်လောက်ထိတော့မှရေရှည်ခံလဲဆိုလို့ရှိရင်မိတ်ဆွေရဗျာဒီဖုန်းကို4နှစ်လောက်အသုံးပြုပြီးရင်တောင်မှသူ့ရဲ့ battery က 80% လောက်ထိကျန်အောင်မယ်လို့ Honor ကဆိုထားတယ်ကိုကဗျာဖုန်းတစ်လုံးဝယ်ပြီးတော့ဖုန်းအကြာကြီးသုံးကျင်တဲ့လူဖုန်းကိုခဏခဏမလဲကျင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒီဖုန်းကအဆင်ပြေလို့ကျွန်တော်မြင်
နောက်တစ်ခါကျတော့ Honor ရဲ့ battery management ပေါ့နော် Honor phone တွေကသူ့ရဲ့ battery ကိုပေါ့ battery consumption ကောင်းအောင် background နေပြီးတော့ app တွေ arrange လုပ်ပေးရပေါ့နော်မြင်တော့ပြောရမယ်ဆိုလို့ရှိရင် power consumption များတဲ့ application တွေကိုနောက်ကွယ်နေပြီးတော့ arrange လုပ်ပေးတာဖြစ်တဲ့ကြောင့် Honor phone ရဲ့ battery ကပုံမှန်ထက်ပိုပြီးတော့ power consumption ကောင်းတယ်ပေါ့နော်ဆိုတော့ကဒီဖုန်းမှာ9260 mAh battery ပါတယ်ဆိုတော့ battery ပမာဏချင်းတူတယ်ဆိုရင်တော့မှဗျာဒီဖုန်းရဲ့ battery ပမာဏပို့ပြီးတော့ power consumption ကောင်းမယ် battery life ကပို့ပြီးတော့ရှည်ကြာခံပြီးတော့ကြာပို့ပြီးတော့အသုံးပြုလို့ရမှာဖြစ်တယ်ဆိုတော့ဒီဖုန်းရဲ့ battery နဲ့ပတ်သက်ပြီးတော့သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ကိုကဖုန်းတစ်လုံးအကြာကြီးအသုံးပြုခြင်းတဲ့လူ battery consumption ကိုကောင်းကောင်းလေးကိုအသုံးပြုခြင်းတဲ့လူ battery life ကိုအကြာကြီးအသုံးပြုခြင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ battery ကလုံးဝအဆင်ပြေတဲ့ battery လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် display ကြောင့်ဆက်သွား display နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Honor A5C ကဒီ budget phone လုံးဖြစ်တဲ့ကြောင့် 6.8 လေးလက်မရှိတဲ့ display ကိုမှ LCD panel နဲ့လာတယ် 90Hz refresh rate ရ resolution ကတော့ HD+ resolution ဖြစ်တယ် sharpness ရာဆိုလို့ရှိရင်ဗျာသူ့အနေနဲ့သူမစိုးလို့ကျွန်တော်တော့မြင်တယ်ပေါ့နော်ဒီဈေးထဲမှာဆိုလို့ရှိရင်တော့အဆင်ပြေတဲ့ quality ပိုင်ဆိုင်တဲ့ display လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော် sample footage လေးတွေပြပေးတာပေါ့နော်ဒီကတော့သူ့ရဲ့ 90Hz ကဆိုလို့ရှိရင်ကျွန်တော် scrolling လုပ်ရတာကျွန်တော်ဒီ daily use တွေမှာဆိုလို့ရှိရင်တော်တော်လေးမှအဆင်ပြေလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီဖုန်းက budget phone တစ်လုံးဆိုပေမဲ့သူကဒီ outer brightness ကလည်းမစိုးလို့ကျွန်တော်မြင်တယ်ပေါ့နော်သူ့ရဲ့ brightness ကဆိုလို့ရှိရင်450 nits ရှိတယ်ဒီ brightness ဆိုတာဗျာကျွန်တော်ဒီ outdoor နေအောင်ကြီးအောက်မှာသုံးမယ်ဆိုလို့ရှိရင် budget phone တစ်လုံးအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေတဲ့ brightness လို့ပဲကျွန်တော်တို့ပြောပြရစီဒီဖုန်းရဲ့ fingerprint scanner ဆိုလို့ရှိရင်တော့ side mounted fingerprint scanner နဲ့ပဲလာတယ် budget phone လုံးဆိုမဲ့သူ့ရဲ့ fingerprint scanner တော်တော်လေးမှမြင်တယ်လို့ပြောလို့ရပါတော့ဒီလိုလက်နဲ့ထိလိုက်တာနဲ့ပွင့်ထိပွင့်မယ်အဲ့ချက်လေးကလည်းအဆင်ပြေလို့ကျွန်တော်ကမြင်တယ်ဆက်ပြောချင်တာတော့ multimedia consumption သမားတွေအတွက်အဓိကဒီဖုန်းရဲ့ speaker ပေါ့နော် speaker ကတော့ single speaker ပဲဒါပေမဲ့သူ့ရဲ့အသံတော်တော်လေးမှကျယ်ပြီးတော့ရှင်းတယ်နော်အဓိကဒီလိုမျိုးဖုန်းကိုကျွန်တော်ဝယ်ပြီးဆိုလို့ရှိရင် multimedia consumption experience ကိုကျွန်တော်တို့ကခန်းစားရခါကြလို့ရှိရင်ကျွန်တော်ဒီ basic level ကတော့တတလေးမှရတယ်အတော်အသင့်ကောင်းတဲ့ sound quality ပိုင်ဆိုင်တဲ့ဖုန်းလို့ပဲကျွန်တော်တော့software မှာဆိုလို့ရှိရင်တော့ Honor A5C ရဆိုလို့ရှိရင် Android 15ကိုမှ Magic OS 9ကိုသုံးပြီးထားတယ် UI နဲ့ပတ်သက်ပြီးတော့ overall experience ကိုပြောရမယ်ဆိုလို့ရှိရင်တော်တော်လေးမှ smooth ဖြစ်တဲ့ experience ရအောင်သူ UI optimize လုပ်ပေးတာကျွန်တော်တို့တွေ့ရတယ် chipset တွေပြောရမယ်ဆိုလို့ရှိရင်တော့ Honor A5C ရဲ့ chipset ကဆိုလို့ရှိရင် Helio G81 chipset ကိုအသုံးပြုပေးတာ RAM က 4GB RAM storage ကကြောင့် 64GB storage နဲ့လာတယ် RAM turbo ကိုအသုံးပြုပြီးတော့နောက်ထပ် 4GB RAM ထပ်ပြီးတော့တိုးလို့ရတယ် 64GB storage ပမာဏဆိုတာကျွန်တော်တို့ဒီဘက်ခေတ်မှာဆိုလို့ရှိရင်တော့ nere storage ပမာဏလို့ကျွန်တော်တို့ပြင်တယ်ဒါပေမဲ့ကောင်းတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းမှာသူကကိုလိုချင်တဲ့ပေါ့နော် storage ပမာဏကိုတိုးမြင့်သုံးလို့ရ cache lock ပါတယ်ဆိုတော့ကျွန်တော်တို့ကနေပြီးတော့ 1TB storage ကိုမှကျွန်တော်စိတ်တန်းကြ cache lock ကိုထည့်ပြီးတော့အသုံးပြုလို့ရတယ်ဒီကတော့ဗျာဒီဖုန်းရဲ့ performance ကိုမြင်တော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ Facebook သုံးမယ် YouTube ကြည့်မယ် TikTok ကြည့်မယ်ကျွန်တော်ဒီ daily use ပေါ့နော် daily use တွေမှာအဆင်ပြေပြေချောချောမွေ့မွေ့သုံးလို့ရတယ်ကျွန်တော် game တွေပါကစားမယ်ဆိုလို့ရှိရင် live ဖြစ်တယ်ပေါ့နော်ပေါ့ပေါ့ပါ game လေးတွေကိုကျွန်တော်အပျော်တမ်းကစားမယ်ဆိုလို့ရှိရင်အဆင်ပြေတဲ့ဖုန်းလုံးလို့တော့ကျွန်တော်မြင်ပါတယ်A5C ရဲ့ camera ကြောင်းပြောရမယ်ဆိုလို့ရှိရင်နောက်ကျောဘက် camera ဆိုလို့ရှိရင်သူက30 megapixel camera နဲ့လာတယ်ဒီ camera ရဲ့ quality ကဆိုလို့ရှိရင်ဒီ smartphone တွေရဲ့ထုံးစံတိုင်းပဲပေါ့နော် daylight ပေါ့အလင်းအောင်ကောင်းကောင်းရတဲ့နေရာမှာရိုက်မယ်ဆိုလို့ရှိရင်ပုံထွက်လေးရဒီလေးလေးကျွန်တော်ကြံတာကျွန်တော်တို့ကတွေ့ရတယ်သူ့ရဲ့အဓိကပေါ့နော်ဟိုအရောင်ထွက်ကကြောက်ပြလောက social တောက်နေတာမျိုးမဟုတ်ဘဲနဲ့ color က natural ဖြစ်တဲ့ natural tone ဘက်သွားတာကျွန်တော်တို့ကတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော် sample ရိုက်ထားတဲ့ပုံလေးတွေကိုပြပေးထားပါတယ်selfie camera ဆိုလို့ရှိရင်တော့5 megapixel selfie camera နဲ့လာတယ်ဒီဖုန်းရဲ့ selfie camera အဓိကရွယ်ချက်ကတော့သူ zoom meeting သုံးဖို့နောက်အဓိကတော့ point and shoot ရိုက်ပြီး social media လောက်တင်ဖို့အတွက်ရွယ်ထားတဲ့ camera လို့ပဲကျွန်တော်တို့မြင်တော့เนาะဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်သူ့ရဲ့ selfie camera နဲ့ရိုက်ထားတဲ့ sample ပုံလေးတွေကိုပြပေးထားပါတယ်ခင်ဗျာ very ပေါ့နော်အချုပ်နေပြောရမယ်ဆိုလို့ရှိရင်တော့ Honor A5C ကဘယ်လိုလူတွေရွေးချက်တင်လဲဆိုပြီးကျွန်တော်လာပြီးတော့မေးရင်တော့တကယ်တမ်းကလွယ်လွယ်လေးပါဒီဖုန်းဒီကျွန်တော်မြန်မာနိုင်ငံမှာ4,99,900ဆိုတဲ့ဈေးနဲ့ရောင်းချနေတယ်ဆိုတော့9သိန်းပဲပေါ့9သိန်းဆိုတာကကျွန်တော် American dollar တွက်မယ်ဆိုလို့ရှိရင် American dollar 100ဝန်းကျင်တန်ဖုန်းဖြစ်တယ်ဆိုတော့ American dollar 100ဝန်းကျင်တန်ဖုန်းဖြစ်တဲ့ကြောင့် budget phone တစ်လုံးဖြစ်တယ်ပေါ့နော်ဆိုတော့ budget phone တစ်လုံးဆိုမဲ့ Honor ဘက်ကနေပြီးတော့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပေးထားတဲ့အချက်ကလေးတွေမျှတတဲ့အချက်တွေအများကြီးရှိရလို့ကျွန်တော်ကမြင်တယ်အဓိကဒီဖုန်းရဲ့ battery life ပေါ့နော် battery life အရန်ကောင်းတယ် battery consumption အရန်မှကောင်းတယ်နောက်တစ်ခါကျတော့ဒီဖုန်းရဲ့ build quality နဲ့ design ဆိုလို့ရှိရင်လည်း budget phone တစ်လုံးအတွက်ဆိုလို့ရှိရင်တော်တော်လေးမှအဆင်ပြေရလို့မြင်တယ်နောက်သဘောကျအချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ UI ကလည်းတော်တော်လေးမှ smooth ဖြစ်တယ်သူ့ရဲ့ screen scrolling လောက်ကအရန်မှအဆင်ပြေဒီအချက်တွေကကျွန်တော်သဘောကျတဲ့အချက်တွေလိုပဲမိတ်ဆွေတို့ကျွန်တော်ကပြောချင်တယ်ဘယ်လိုလူတွေကအဓိကဝယ်တင်လဲဆိုလို့ရှိရင်ဒီနေ့ခေတ်လိုမျိုးပေါ့နော် budget phone segment ထဲမှာဖုန်းအရန်ရှားနေတဲ့အချိန်မှာမိတ်ဆွေက9သိန်းဝန်းကျင်နဲ့ secondary phone တစ်လုံးရှာချင်တာပဲဖြစ်ဖြစ်ကျွန်တော်ဒီနေ့စဉ်သုံးဖို့အတွက်ဖုန်းတစ်လုံးကိုရှာနေတာပဲဖြစ်ဖြစ်9သိန်းဝန်းကျင်ဈေးတန်းမှာတော့ official လည်းဖြစ်ပြီးတော့ Redmi လည်းပါတဲ့ Honor A5C ကတကယ်ကမှရွေးချယ်တဲ့ဖုန်းလို့မြင်ပါတယ်လို့ပြောနေပဲဗီဒီယိုလေးဒီမှာပဲဆုံးသက်ပေးကြပါမယ်ခင်ဗျာ